hell yeah 1 versus 4ကျွန်တော်ဘလို့လေးတီးရပေးလဲဆိုတာတိုက်တော့တစ်ချက် show လိုက်တော့ဗျာကျွန်တော်ပေါ်တာတော့လစ်သွားပြီဗျာကျွန်တော်ဒီနားလေးမှာ share နော်ဘလို့လေးတော့ဖြုတ်ထားမိလဲဆိုအားပေးတွားကြအောင်ဗျာကျွန်တော်ကိုမမော်ရီဟဲ့ဝေးတူလာခဲ့ရုပ်ဆိုးတဲ့ကောင်တွားစမ်း lobby ရုပ်ဆိုးတဲ့ကောင်ရဲ့အကုန်လုံးကျွန်တော် event နဲ့မောင်းထုတ်တဲ့အခန်းလေးပါဆိုတော့ဒီအခန်းလေးကဆိုရင်မကြည့်အောင်မြောက်လို့ခုံနေတယ်လို့ပေါလို့ပေးသားကောင်မြောက်လို့လားခုံနေတယ်ကျွန်တော်ခန်းလေးချိန်ပြီးမှကျွန်တော်အောက်ကိုလေးပြေးစင်းသွားတယ်ဗျာဟိုကောင် granite ထုလာလို့ပြေးစင်းတာပါဆိုတော့ကျွန်တော်ကြည်လေးပြန်ထိုးမှအပေါ်ပြန်တက်လိုက်ဟိုကောင်မြန်မာလိုကြီးမဟုတ်ဆုံးမရုပ်ဆိုးတဲ့ကောင်တွားတယ်ဟဲ့ဒီကောင်ကဘလူးကြီးကိုဖြတ်ဝင်လာတာရောက်ဘေးလေတိုင်းတော့ရုပ်ဆိုးတဲ့ကောင်ကပုံလို့ပြီးသွားကဲဒီဟာလေးကတော့ဒီကောင်တွေကကားနဲ့ရောက်သူစိုးနေပြီကျွန်တော်ရဲ့ဒါ M43 တိုင်းလေးမှာပဲကျွန်တော်လည်းတူတူထွက်လာမှာစောင့်မှာအလာခေါင်းလေးပဲတော့တိုက်လို့ခေါင်းလေးပဲအိမ်လေးလိုက်တာအေရင်ဂေးမှာဗျာတော်တော်လေးကိုစော့လို့ကောင်းတဲ့ပွဲလေးပါဒီပွဲကဆိုရင်ဟိုကောင်ပြန်ခောက်လာတယ်ရောက်ပြန်ခောက်ပြန်ကျုံးမယ်ပြန်ခောက်လို့ပြောရတယ်ရောက်အဲ့နဲ့ကျွန်တော်လည်း no scope လေးဖြုံမှပြစ်လိုက်တာနောက်ကောင်ကျသွားတယ်ကျွန်တော်ကကုန်ပြီလို့ထင်နေတာကားဆက်မောင်းနေဗျာကျွန်တော်ပြန်အိမ်လိုက်တော့နောက်ဆုံးတော့ boy out ပါ